တော်ဒီ Facebook Ads Manager ထဲမှာကြော်ညာရဲဘယ်လိုဖန်တီးမလဲဆိုတဲ့အကြောင်းအလေးကိုမျှဝေပေးတော့မှာဖြစ်ပါတယ်အဲ့တော့ Facebook Ads Manager မှာကြော်ညာဖန်တီးဖို့ဆိုရင်ကျွန်တော်တို့ facebook.com Ads Manager account တွေကိုကျွန်တော်ဝင်ရမယ်ပေါ့နော်ဆိုတော့ Ads Manager account ကိုကျွန်တော်တို့ကဒီကျွန်တော်တို့မှာ page ရှိရကျွန်တော်တို့ရဲ့ Facebook account ရှိရဆိုရင်တော့ဒီ Ads Manager account တွေကိုကျွန်တော်တို့ login ဝင်လို့ရတယ်အဲ့တော့ဒီထဲမှာကျွန်တော် account တွေဝင်လိုက်ရင်တော့ကိုပထမဆုံးတွေ့ရမှာကဒီ account တွေမှာဖန်တီးထားတဲ့ဒီကြော်ညာ campaign တွေပေါ့နော်ဒါတွေကိုတွေ့ရမယ်အဲ့တော့ကျွန်တော်တို့ကဒီထဲမှာတော့အခုတွေ့မြင်နေရတာတော့ကျွန်တော်ရှေ့မှာဖန်တီးထားတဲ့ကြော်ညာ campaign လေးတွေပေါ့နော်ဆိုတော့ဒီထဲမှာကျွန်တော်တို့ကြော်ညာဖန်တီးရမယ်ဆိုရင်ဒီမှာ create ဆိုတဲ့ဟာလေးကိုတွားမှာဖြစ်ပါတယ်အဲ့တော့ဒီ advertising campaign ရဲ့အားသာချက်ကတော့သူကကျွန်တော်တို့လိုချင်တဲ့ဒီ advertising goals တွေကိုကျွန်တော်တေချာလေးရွေးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ပြောနေကြတဲ့ဒီ Facebook ပေါ်မှာ boost လုပ်တယ်ဆိုတာကြတော့ကျွန်တော်တို့မှာအရန်ကိုဒီ targeting ကျွန်တော်တို့ target လုပ်ချင်တဲ့ goals ပေါ့ကြော်ညာ goals ကအရန်နေတယ်ပေါ့ဒီမှာဆိုရင်အများကြီးတွေ့နိုင်ပါလိမ့်မယ်ကျွန်တော်တို့3ခုလောက်ပဲရှိတယ်အဲ့ထဲမှာကျွန်တော်တို့တောင်းမယ်ဆိုရင်ပေါ့နော် boost နဲ့လုပ်မယ်ဆိုရင်အဓိက reach ပိုင်းနဲ့ awareness ပိုင်းနဲ့ engagement ပိုင်းကိုကျွန်တော်တို့တွားတာပို့ပြီးတော့များတယ်ပေါ့နော် boost လုပ်တယ်ဆိုတာပို့ပြီးလူမြင်အောင်ကျွန်တော် boost လုပ်လိုက်တဲ့သဘောပေါ့ဒါပေမဲ့ကြံတဲ့ကျွန်တော်တို့ content ရဲ့ပုံစံမျိုးစားပေါ်လူကျန်တဲ့ content ပုံစံမျိုးစားပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကဒီကြော်ညာခြင်းတဲ့ပုံစံတွေလည်းကွဲလွဲနိုင်တယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ဒီ advertising manager မှာဆိုရင်ကျွန်တော်တို့ဒါလေးတွေကိုကျွန်တော်တို့ရွေးချယ်လို့ရတယ်ကိုယ့်ရဲ့ content type ပေါ်မှာမူတည်ပြီးတော့ပေါ့နော်ကိုယ့်ရဲ့ advertising goals ကိုလည်းဒီကြလေးရွေးချယ်လို့ရပါတယ်ဒီထဲမှာတော့ကျွန်တော်တို့ audience တွေပါတယ်တခြားသောဒီကျွန်တော်တို့ဘက်ကနေပြီးတော့ detail လုပ်လို့ရတဲ့အပိုင်းတွေပါတယ်ပေါ့နော် advertising နဲ့ပတ်သက်ပြီးတော့ဆိုတော့ဒီမှာကျွန်တော်တို့ advertising goals မှာဆိုရင်ကျွန်တော်တို့3ခုရှိတယ်အဓိကတော့ကျွန်တော် awareness stage ရယ် consideration stage ရယ် conversion stage ရယ်ပေါ့အဲ့ဒီ3ဆင့်ကိုကျွန်တော်တို့ကဘယ်အဆင့်မှာရှိတယ်ပေါ့နော်အဲ့ဒီပုံမှာ like ရွေးလိုက်ပြီးတော့မှအဲ့ဒီကကျွန်တော်တို့ ਨੇ အကန့်ညီနိုင်ဆုံး goals တစ်ခုကိုကျွန်တော်ရွေးလိုက်အောင်ပဲပေါ့နော်ဆိုတော့ပို့ပြီးတော့ကျွန်တော်တို့ကဒါ effective ကိုဖြစ်သွားတာပေါ့နော်ပို့ပြီးတော့ကျွန်တော်တို့ detail လေးပို့ရွေးခွင့်ရတဲ့အတွက်ကြောင့် effective ကြော်ညာကိုကျွန်တော်တို့ဖန်တီးလို့ရတာပေါ့ဥပမာဒီမှာဆိုရင် awareness မှာဆိုရင်တော့ကျွန်တော်တို့ brand awareness နဲ့ reach ပေါ့အဲ့နှစ်မျိုးပေါ့အဓိကတော့ကျွန်တော်တို့ကတော့ဒီတစ်ခုစလုံးကတော့ဒီ awareness ပိုင်းကိုဥတည်တယ်အဲ့ဒီကိုတခါ तू က brand ကိုယ့်ရဲ့ brand ကလုံးဝ product အသစ်ဒီ brand ကမှလုံးဝ awareness ဖြစ်ချင်တယ်ဆိုရင်တော့ဒီဟာနဲ့သွားတာပိုအဆင်ပြေမယ်ပေါ့တော့မဟုတ်လူများများသိလေကောင်းလေပဲပေါ့နော်လူတွေများများရောက်ချင်တယ်ဆိုရင်တော့ဒါ reach နဲ့သွားတာပိုအဆင်ပြေအဲ့တော့ဒီထဲမှာဆိုရင်ကျွန်တော်တို့ brand awareness ဟာကိုကျွန်တော်ရွေးကြည့်လိုက်အောင် brand awareness မှာရေးမယ်ဆိုရင်ဒီကိုကြိုက်တဲ့ဒီဟာလေးတစ်ခုကိုကျွန်တော်ရွေးလိုက်အောင်ပဲအဲ့ဒီဟာလေးကိုနှိပ်လိုက်ပြီးတော့မှကျွန်တော်ရှေ့ကိုဆက်သွားမယ်ပေါ့ဒီမှာဆိုရင် campaign name ကိုကျွန်တော်ရေးလို့ရတယ်ပေါ့နော်ဒါ brand awareness campaign လို့ပဲထားလိုက်ပါတော့သို့မဟုတ်ကျွန်တော်တို့ကဒီထဲမှာကိုကြိုက်တဲ့ campaign name ကိုထည့်လို့ရတယ်ဒီမှာဆိုရင်ကျွန်တော် template တွေရွေးလို့ရတယ်ပေါ့ template တွေကျွန်တော်ရှိရဆိုရင် template တွေရွေးလို့ရတယ်ကိုကြိုက်တဲ့ template မျိုးတွေထည့်မလဲပေါ့နော် template 1 2ဒီလိုမျိုး template တွေလည်းရွေးလို့ရတယ်သို့မဟုတ်ကျွန်တော်မထည့်ချင်ဘူးဆိုရင်ထားလိုက်ပါတော့အောက်မှာပြီးတော့မှ categories တွေဒီမှာလည်းတစ်ခါလေးရွေးလို့ရတယ်ပေါ့ကို Facebook ကနေပြီးတော့အခုကျွန်တော်တို့ဒီသူကကြတော့သူတို့ရဲ့နိုင်ငံ USA တို့ဘာလို့အတွက်ဆိုရင်အဓိကပို့ပြီးတော့အဆင်ပြေရပါတော့ဒီပိုင်းကျတော့ employment ဆိုရင် employment special ဆိုရင်သူတို့ဘက်ကနေဒီကြော်ညာကိုပို့ပြီးတော့အဲ့ပိုင်းတွေကိုသူတို့customize လုပ်ပေးရပေါ့နော် employment ဆိုရင်လည်း employment အတွက်ဆိုရင်သူတို့ကဒီအရာတွေပုံမှာလိုက်ပြီးတော့ support လုပ်ပေးတဲ့အပိုင်းတွေဖြစ်တယ်ပေါ့ဒီမှာဆိုရင်ကျွန်တော်တို့ကဒီ AB testing လိုက်လုပ်လို့ရတယ်ပေါ့နော်ဒီအောက်မှာဆိုရင် AB testing လို့ AB testing ဆိုတာကကျွန်တော်တို့က audience နှစ်မျိုးနဲ့ target audience နှစ်မျိုးနဲ့ကျွန်တော်ကြော်ညာကိုခွဲပြီးတော့ကျွန်တော်ကြည့်တာပေါ့ဥပမာဘယ်ဟာကပို့ပြီးတော့ကျွန်တော်တို့ effective ပို့ဖြစ်တယ်ဆိုတာကို test လုပ်လိုက်တာပေါ့နော်ပတ်စံတော့အဲ့အတွက်ကိုတစ်ခုချင်းစီမှာသုံးရမယ်ပေါ့ဒါပေမဲ့ကိုကကျတော့ AB testing မလုပ်ချင်ဘူးဆိုရင်ဒီပေါင်းကြော်လိုက်လို့ရတယ်ပေါ့နော်ဆိုတော့ brand awareness ရဲ့ objective ရဲ့ဒီမှာ category တွေကိုမရွေးတော့ဘူးပေါ့ campaign detail ဒီမှာတစ်ခါကြိုင် buying type နဲ့ဒီဟိုရှိရပေါ့နော်ဒီ brand awareness ဆိုရင်ကျွန်တော်တို့က option type ကိုကျွန်တော်ဒီမှာသွားတယ်ပြီးရင်ဘာဒါဆိုရင် brand awareness ပေါ့နော်ဒီဟာဆိုရင်တိတ်ကျင်စရာမလိုဘူးဒီမှာတော့ AB testing လုပ်ချင်တယ်ဆိုရင်တော့ဒီထင်ပါဒီ AB testing ဘိုင်းကိုကျွန်တော် start လုပ်လို့ရတယ်ပေါ့နော်ဒါဆို audience နှစ်မျိုးနဲ့ကျွန်တော်တို့ကကြော်ညာကိုနှစ်မျိုး testing လုပ်လိုက်တဲ့သဘောပေါ့ဒါနောက်တစ်ခုကဒီထင်ပါဆိုရင်ဒါ access name ပေါ့ ads campaign အောက်မှာ access name ရှိတယ်နော်ဒီ access name ကိုဒီအောက်မှာထည့်ရမယ်ပြီးရင်ကျွန်တော်တို့က
ဒီထဲမှာဆိုရင် budget ကိုရွေးရပေါ့ budget မှာကျတော့ကျွန်တော်နှစ်မျိုးရှိရပေါ့နော်ဒီ lifetime budget ကိုရွေးရတယ် daily budget ဆိုတာကတစ်နေ့မှာကိုဘယ်လောက်ချစ်ထက်ကြော်ပြီးတော့မသုံးဘူးဆိုတာမျိုးကန့်သတ်ထားတာမျိုး lifetime ဆိုတော့ Facebook ကတစ်နေ့ကိုဘယ်လောက်အတိုင်းတာကိုသူကချိန်ဆပြီးတော့သုံးလိုက်မှာပေါ့ဥပမာ lifetime ကိုကျွန်တော်ဒီမှာဆိုရင်350ဆိုရင်တစ်နေ့ကိုသူက350နဲ့ရက်နဲ့ကျွန်တော်10ရက်ကိုသုံးမယ်ဆိုရင်350ကိုကျွန်တော်တို့10ရက်သုံးလိုက်မယ်ဆိုရင်35ပေါ့နော်35 10ရက်350ဖြစ်မှာပေါ့တနေ့ကိုသူက35ပြန်ပြ35ပုံစံမျိုးဖြစ်မယ်ဒါပေမဲ့သူက online မှာလူပိုရှိရရက်တယ်လူပိုများတဲ့ရက်တယ်ပို့ပြီးတော့သူကကြော်ညာကိုပို့ပြဖို့လိုတယ်ဆိုရင်ဒီထက်ပို့ပြီးတော့သူ့ရဲ့အချိုးနဲ့လိုက်ပြီးတော့သူပို့သုံးလိုက်မယ်ပေါ့အဲ့ရက်တင်မှာအဲ့လိုရှိမယ်ပေါ့နော် Facebook က auto ညှိပြီးတော့သုံးလိုက်မှာပေါ့ဒီကကြတော့ Facebook ကိုကျွန်တော်တို့ကဒီနေ့မှာပေါ့နော်တစ်နေ့မှာဘယ်လောက်အတိုင်းတာအများဆုံးပဲကျွန်တော်သုံးနိုင်မယ်ဆိုပြီးတော့ပြောလိုက်တာမျိုးဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ daily budget နဲ့သွားမယ်ဆိုတော့ဒါဆိုရင်ကျွန်တော် daily budget ကိုအများဆုံး$5သုံးမယ်ပေါ့နော်ဒီမှာ schedule လုပ်လို့ရတယ်ပေါ့နော်ဒီကျွန်တော် boost မှာကြတော့ boost လုပ်တဲ့ဟာတွေအထင်မှာအားနည်းချက်ကကြတော့ကျွန်တော် schedule လုပ်လို့မရကိုယ့်ရဲ့ကြော်ညာအောင်ဒီဟာကြတော့ S manager မှာကြတော့ကျွန်တော်တို့ကကြော်ညာကို schedule detail လုပ်လို့ရတယ်ဒါဆိုရင် start date ပေါ့နော် start date ကိုကျွန်တော်တို့9ရက်နေ့ဒီနေ့ဥပမာဒီနေ့စလိုက်တယ်ပေါ့နော်ကျွန်တော်တို့က today ကိုစလိုက်မယ်ပြီးတော့အချိန်ကိုဘယ်ချိန်မှာမှစမလဲဆိုတာမျိုးကျွန်တော်ရွေးလိုက်လို့ရတယ်ဥပမာအချိန်ကိုကျွန်တော်ညနေလောက်မှစမလား4နာရီလောက်မှစမလားပေါ့နော်4နာရီ30လောက်မှစမလား4နာရီသူက PM ဆိုပြီးတော့ပြတယ် PM ဆိုပြီးတော့ပြတယ်ဒါ Facebook ရဲ့အချိန်နဲ့တွက်တာဖြစ်ပါလိမ့်မယ်9ဟိုမှ PM ဒီမှာ9ရက်6ရက်ပဲထားလိုက်ပါတော့ပေါ့နော်6ရက်နေ့နဲ့ထားလိုက်ပါတော့6ရက်ကိုမှကျွန်တော်တို့မနက်ပိုင်းကိုလုပ်လိုက်မယ် AN ပေါ့နော်မနက်ပိုင်းအချိန်လေးနဲ့ကျွန်တော်တို့လုပ်လိုက်မယ်ပြီးရင်ဒါ end date ကိုဘယ်နေ့ကျွန်တော်လုပ်လဲတစ်ပတ်ဆိုရင်တစ်ပတ်ပေါ့6ရက်နေ့ကနေပြီးတော့မှကျွန်တော်တို့တစ်ပတ်ပေါ့နော်ဒီအဲ့ဒါဆိုရင် Facebook ကနေပြီးတော့9ရက်ကျွန်တော်ဘယ်လောက်ကြာမလဲဆိုရက်နဲ့မြောက်လိုက်ရင်ကျွန်တော်တို့လိုချင်တဲ့သုံးပြုမဲ့ budget ထွက်လာတယ်ပေါ့နော်ဒီလိုတွက်လို့ရတယ်ပေါ့ဥပမာကျွန်တော်9ရက်ဆိုရင်ဥပမာ9ရက်တွက်လိုက်ဒီကောင်ဆိုရင်ကျွန်တော်10ရက်ပေါ့နော်13ရက်ဆိုရင်8ရက်ပေါ့8 5 40ပေါ့နော်ဆိုတော့$40အကုန်လုံး total ကြမယ်ပေါ့ total budget ကိုတွက်ကြည့်လိုက်လို့ရတယ်နော်ပြီးရင်ကျွန်တော်ဒီမှာဆိုရင် end date ကဘယ်အချိန်မှာဆုံးမလဲပေါ့အဲ့လိုရှိရုံပဲပြီးရင်ဒီမှာ audience ဖန်တီးရပါတော့ audience ကိုကျွန်တော်တို့ဒီထဲမှာ detail ဖန်တီးလို့ရတယ်ဆိုတော့ဒီဟာအရင်ရေးကြည့်ရနော်ကျွန်တော်တို့ရဲ့ကြော်ညာခြင်းတဲ့ content ကိုလိုက်ပြီးတော့မှဒီ audience ကိုကျွန်တော်တို့ကရွေးချယ်ရတာဖြစ်တယ်။ဥပမာကျွန်တော်တို့ကcosmetic ပဲကြော်ညာရဲဆိုတော့ cosmetic ကြော်ညာရဲဆိုရင်ဒီ cosmetic ကိုအမျိုးသားသုံးပါလားအမျိုးသမီးသုံးပါလားဒါတွေကအဓိကရှိမယ်ပေါ့နော်အမျိုးသမီးကအဓိကသုံးပြီးတော့အမျိုးသမီးကိုပဲ target ထားခြင်းနေဆိုရင်ကျွန်တော်တို့ကဒီ gender ထဲမှာတော့အမျိုးသမီးကိုရွေးလိုက်တာအကောင်းဆုံးပဲဒီထဲမှာတော့ကျွန်တော်ရွေးချယ်လို့ရတယ်ပြီးတော့မှကိုယ့်ရဲ့ဒီဝယ်ယူနိုင်တဲ့ range ပေါ့နော်ဒီ cosmetic ကိုအကြိုက်နိုင်ဆုံးဖြစ်နေတဲ့ age ကိုလည်းကျွန်တော်ရွေးဖို့လိုတယ်ပြီးတော့မှကျွန်တော်တို့ target ကြော်ညာခြင်းတဲ့ကျွန်တော်တို့စီမှာလူဝေများနိုင်တဲ့ပေါ့နော်ကျွန်တော်တို့အဓိကဥပမာ PC online ကနေပြီးတော့ဖြန့်ချင်နေဆိုရင်လည်းကို delivery ပို့ပေးနိုင်တဲ့မျိုးတွေပေါ့ဒီလိုမျိုးဟာတွေကိုကျွန်တော်တို့ဒီမှာ target ထားလို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော် create new ဆိုတဲ့ဟာလေးနဲ့ကိုယ့်ရဲ့ content ကိုဖန်တီးလို့ရတယ်ပေါ့ဒါဆိုရင် custom audience video create new မှာကြတော့ဗာလဲဆိုတော့ကျွန်တော်တို့က localized audience နဲ့ custom audience ဆိုတာရှိရယ် custom audience ဆိုတာဗာလဲဆိုတော့ကျွန်တော်တို့ rich people who already interacted with your business ပေါ့နော်ကိုယ့်ရဲ့ account ကိုလာပြီးတော့ interact လုပ်ထားတာ engagement လုပ်ပြီးသားလူတွေပေါ့အရင်ကျွန်တော်တို့ဒီ content တွေကိုလာပြီးတော့ like တွေ share တွေ comments တွေလုပ်ထားတဲ့လူတွေကို custom audience လုပ်ပဲဥပမာကျွန်တော်တို့ video တွေတင်လိုက်တယ်ဆိုရင်ဒီ video တွေကိုကြည့်ဖူးတဲ့လူတွေပေါ့အဲ့လိုတွေကိုကျွန်တော်က custom audience ဆိုပြီးတော့သတ်မှတ်လို့ရတယ်နောက်တစ်ခုကကျတော့ localized audience ပေါ့သူကကျတော့ဒီကိုယ့်ရဲ့ဒီဟာပေါ့နော်ကိုယ့်ရဲ့ Facebook မှာရှိနေလူသစ်တွေပေါ့အဓိကဒီကိုယ့်ရဲ့ audience မှာရှိနေတဲ့လူတွေနဲ့နီးစပ်တဲ့လူတွေပေါ့ဟို custom audience မှာဆိုရင်ကျွန်တော်တို့စီမှာလာကြည့်ရလူတွေဆိုဥမာ20ကနေ30ကြာရှိရလူရှိမယ်အမျိုးသမီးတွေမျိုးသားတွေလို့ရှိမယ်ပေါ့နော်ဒီလိုလူတွေနဲ့အလားတူအသစ်ဒီလူတွေမဟုတ်တော့ဘဲနဲ့ဒီလူတွေနဲ့အလားတူအသစ်တွေကိုရှာတာအဲ့လို
localize ပေါ့နော်ဒီလူနဲ့တူတဲ့ audience တွေပေါ့ဆိုတော့ဒီ audience တွေကိုမှသူကအသစ်ရှာတဲ့ audience ပေါ့နော်ဆိုတော့ဒီနှမျိုးကိုကျွန်တော်တို့ကဒီမှာရွေးချယ်လို့ရတယ်တမဟုတ်မှကျွန်တော်တို့ audience ကိုလိုချင်တဲ့ပုံစံအနေထားနဲ့ audience တခုကိုကျွန်တော်တို့ဖန်တီးခြင်းနေဆိုရင်တော့ဒီမှာလာပြီးတော့ detail ဒီမှာရွေးလို့ရတယ်ပေါ့နော်custom audience ထဲမှာဆိုရင်ကျွန်တော်ဝင်ကြည့်အောင် custom audience ဖန်တီးမယ်ဥပမာကိုယ့်ရဲ့ website မှာလာပြီးတော့မှ website ကိုလေ့လာသွားတဲ့လူတွေကိုရွေးချင်တာသို့မဟုတ် app ရှိရဆိုရင်လည်းကိုယ့်ရဲ့ application တွေကိုလာပြီးတော့မှဝင်ကြည့်သွားတဲ့လူတွေအဲ့ဒီမှာ engagement လုပ်သွားတဲ့လူတွေဒါတွေကိုရွေးချယ်မှာပေါ့နော်ဒါဆိုရင်ကျွန်တော်က customer list တွေရှိရဆိုတဲ့ customer list နဲ့ offline ပေါ့ offline activity မှာဆိုရင်ကိုယ့်ရဲ့ sign in တွေပါတယ်ရှိရင်ဒီနေရာကိုရောက်သွားတဲ့လူတွေပေါ့တစ်ခါကျရင် Facebook ကဒါကို tracking လိုက်ပြီးတော့မှကျွန်တော်ပြအမျိုးရှိလေဒါကို tracking လိုက်ထားရဲပေါ့အဲ့လိုမျိုးကိုဥပမာကိုယ်ဆိုင်ကိုဒီရောက်ထားတာ Facebook က tracking လိုက်ထားတယ်ဘယ်တော့အဲ့ခါအဲ့လိုလူမျိုးတွေကိုသူပြမှာပေါ့နော်ဒါကြတော့ကျွန်တော်တို့ video ကြည့်သွားတာတော့ကျွန်တော်တို့ဒါ leads form တွေနဲ့ပေါ့နော်သူတို့ဆရာ contact တွေကျွန်တော်ကောက်ခဲ့ပူရဲအဲ့ကျွန်တော်တို့ရဲ့ contact တွေမှာသူတို့ကဒီ form တွေမှာပေါ့နော် leads form တွေမှာသူဖြည့်ထားတဲ့လူတွေထားတဲ့အကုန်လုံးပြမယ်ပေါ့နော်ဒါဆိုရင် Instagram account တို့ events တို့ဒီဟာတွေမှာ engage လုပ်ခဲ့တဲ့လူတွေကိုကျွန်တော်တို့ကတစ်ဆင့်ဒီကြော်ညာတွေကိုပြမှာဖြစ်တယ်local audience ကကြတော့ဒီမှာကြတော့ကျွန်တော်တို့ local audience ကိုကျွန်တော်တို့ source site ရွေးလို့ရတယ်ပေါ့နော်ရှေ့မှာကျွန်တော်တို့လုပ်ခဲ့တဲ့ကြော်ညာလေးတွေပေါ့အဲ့ကြော်ညာလေးတွေပေါ်မှာလိုက်ပြီးတော့မှဒီ local audience ကိုကျွန်တော်တို့ဒီမှာရွေးချယ်လိုက်လို့ရပါတယ်အဲ့တော့ဒီမှာသူမေးရရှိရပေါ့နော် audience site ကဘလောက်percentage လောက်ကိုသူကတူမလဲပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီထဲမှာရွေးချယ်လို့ရတယ် percentage အနေထား10ထိတူမလား1ထိတူမလားပေါ့နော်အဲ့ဒါ Facebook ကနေတော့သူ tracking လုပ်မှာပေါ့အဲ့တော့ဒီထဲမှာသူရှင်းပြထားတယ် percentage look like consists of the people who most similar to your local audience source တဲ့အဲ့တော့ percentage look like ကကြတော့တဲ့ဒီကိုယ့်ရဲ့ audience ပေါ့ local audience source နဲ့အတူညီဆုံးလူတွေပါမယ်ပေါ့နော် increasing percentage creates bigger broader audience ဆိုတော့ဒီ percentage ကိုမြင့်လိုက်တာနဲ့ပို့ပြီးတော့ audience ကပိုကျေသွားမယ်ပေါ့နော် audience ကပို့ပြီးတော့များသွားမယ်ပေါ့အဲ့ဒီဟာကိုပို့ပြောတာ local audience size ကပို့ပြီးတော့များသွားမယ်ဆိုတော့ရှင်းပြထားဖြစ်ပါတယ်အဲ့တော့ဒါလေးကိုကျွန်တော်ပိတ်လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီထဲမှာ audience ကိုကိုယ့်အကိုဖန်တီးမယ်ပေါ့ကိုယ့်ရဲ့ target ဒါဆိုရင်ကျွန်တော်တို့ဒါဆိုရင်ကျွန်တော်မြန်မာပေါ့နော်မြန်မာပြည်ကိုသွားမှာပေါ့နော်တခါလေးဒီမှာရွေးလို့ရတယ်ဥပမာရန်ကုန်ကိုပဲ target ထားမှာမြန်မာကိုပဲသွားမှာပေါ့ဒီထဲမှာဆိုရင်အများကြီးကျွန်တော်တေချာကိုကျွန်တော်ရွေးလို့ရပါတယ်ဒီမှာရန်ကုန်မှာတခါကျွန်တော်တို့ဒီမှာသူအနည်းဆက်ဆုံးနေရာပြထားတယ်ပေါ့နော်ဥပမာရန်ကုန်ပါဆိုပါတော့ရန်ကုန်ဒီရန်ကုန်ကိုထည့်လိုက်ပေါ့နော်အဆင်ပြေရန်ကုန်ကိုရောက်သွားတယ်ပြီးတော့ကျွန်တော်တို့က detail ကျွန်တော်တို့ map နဲ့ကျွန်တော် data လေးရွေးလို့ရတယ်ရန်ကုန်မှာတခါကျွန်တော်တို့ဘလောက်နေရာလောက်ကိုပဲပြမယ်ပေါ့နော်ရန်ကုန်အကုန်လုံးကိုမပြချင်ဘူးဆိုရင်ကျွန်တော်တို့အဲ့ဒါကိုလည်းကျွန်တော်ရွေးလို့ရတယ်ဒီမှာဆိုရင်ဒီရန်ကုန်ရဲ့ကျွန်တော်ဗဟန်းပေါ့နော်ဗဟန်းကိုရွေးခြင်းတယ်ပေါ့ဗဟန်းနဲ့စမ်းကြောင်းပဲကျွန်တော်ပြခြင်းတယ်ဆိုတော့အဲ့ဆိုဒီမှာ drop in ဆိုတဲ့ဟာလေးရှိတယ်ရလေးပေါ့အဲ့ကောင်လေးဒီမှာပေါ့နော်အဲ့ကောင်လေး click နှိပ်ပြီးတော့ဆွဲလိုက်အောင်အဲ့နေရာမှာ drop in 6လိုက်နော် drop in ထားလိုက်အဲ့ဆိုရင်တော့စမ်းကြောင်းဒီမြင်နေကုန်အနီးတွဲအဲ့ဒါကိုသူကဒီလုံးဝယူပလိုက်တာဆိုတော့ဒီစမ်းကြောင်းတွေအနီးတွဲမှာရှိနေတဲ့လူတွေကိုပဲသူကြားတော့မှာဒီဘက်မှာကဘာရေးပေါ့နော်ကဘာရေးရှိမယ်ဒီဘက်မှာမရန်ကုန်ဒါကိုကျွန်တော်တို့ကစမ်းကြောင်းအနီးတွဲနဲ့ဟာပေါ်မှာကျွန်တော်10မိုင်မလုပ်ဘဲနဲ့ပေါ့နော်လုံးဝစမ်းကြောင်း detail ဆိုတော့ကျွန်တော်4မိုင်လောက်နဲ့လုပ်လိုက်အဲ့ဆိုရင်ပူတောင်နီးရွာရေးပေါ့နော်အဲ့ဆိုရင်ပူတောင်ကျွန်တော်တို့ကပူတောင် radius ကပိုနေသွားပြီပေါ့1 mile ဆိုတော့ဒီမှာစမ်းကြောင်း detail ပြသွားပြီ1 mile နဲ့ဆိုရင်နော်စမ်းကြောင်းမြို့နေလောက်ပဲဒီဘက်မှာဆိုကျင့်မယ်ရှိမယ်ကမာရရှိမယ်နော်ဒီဟာကိုပဲကျွန်တော်ပြသွားပြီလုံးဝ
ဒီစမ်းကြောင်း detail ပဲရန်ကုန်မှာတခါရန်ကုန်အကုန်လုံးမပြောင်းဒါကြတော့အရန် effective ဖြစ်တယ်လို့ပြောမှာပေါ့ကိုကဆိုင်ရဒီမှာဆိုရင်ဆိုင်အင်းသားမှာရှိရဲ့လူတွေကိုကိုယ်ဆိုင်အောင်မြင်စေချင်တဲ့ဟာမျိုးဆိုရင်တော့ဒီလိုမျိုး detail location နဲ့ရွေးတာအရန်ကိုထိရောက်တယ်ဒါဆိုရင်ကိုနီနာမှာဒီဆိုင်လေးရှိတယ်ဒီဆိုင်လေးရှိတယ်ဆိုအကုန်လုံးကနေပြီးတော့ဒီဆိုင်ကိုလာကြမှာပေါ့နော် offline အနေနဲ့လာပြီးတော့ visit လုပ်ကြမှာပေါ့အဲ့လိုရွေးလို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာအဲ့လိုလေးထားခဲ့လိုက်မယ်ပြီးရင်ကျွန်တော်ကအောက်မှာကျတော့ကိုယ့်ရဲ့ age တွေပေါ့ age ကတော့ကိုသတ်မှတ်ထားတဲ့ target ထားခြင်းတဲ့လူဘယ်လောက်လေးပေါ့နော်အကုန်လုံးကိုမရွေးပါနဲ့เนาะဒီနေရာမှာတချို့ကျတော့ဒီ18 to 65ရတယ်ဆိုရင်ဘာလို့ဆိုတော့အကုန်လုံးကိုဘာကြောင့်မလုပ်သင့်လဲဆိုရင်ကျွန်တော်တို့ Facebook မှာကျွန်တော်တို့သုံးလိုက်တဲ့ budget နဲ့အကုန်လုံးကိုရောက်ဖို့ဆိုတာမလွယ်ဘူးเนาะအဲ့ဒီခါကျတော့ကျွန်တော်တို့က detail ရွေးပေးခြင်းအပြင် effective ကျွန်တော်တို့ကိုယ့်ရဲ့ကိုပေးခြင်းတဲ့လူနဲ့ကိုယ့်ရဲ့ product ကိုယူခြင်းတဲ့လူနဲ့ဒီအကုန်လုံးကွက်တိကျသွားတယ်ဆိုရင်ပိုပြီးထိအောင်ဖြစ်တယ်ပေါ့နော်အဲ့ကကျတော့အနည်းဆက်ဆုံးကိုယ့်ရဲ့ customer တွေပေါ့နော်ဒီဟာတွေကို research လုပ်ပြီးတော့မှကိုယ့်ရဲ့ customer ဝယ်ယူနိုင်တဲ့ရှိတယ်အသက်ဆိုရင်အဲ့အသက်ယူအပိုင်း6ပဲအတိအကျထိပေးတာအကောင်းဆုံးပါဒီမှာဆိုရင်ကိုကဒီ68ကို target ထားမလားပေါ့ကိုယ့်ရဲ့ cosmetic product ဆိုရင်ဒီ68လောက်ကနေပြီးတော့စက်ဝင်စားနိုင်တယ်တစ်ဖက်စဉ်းစားကြည့်သူတို့ကဒီ cosmetic တွေကသူတို့အတွက်တင်တော်လာပေါ့နော်ဒီဟာဆိုရင်ထည့်လို့ရတယ်သူတို့ဝယ်နိုင်တဲ့ဟိုရောင်းခြင်းနေဆိုဝယ်လိုအားတွေကိုလည်းစဉ်းစားရမယ်ပေါ့နော်ဒီဟိုမူတည်ပြီးတော့မှကျွန်တော်တို့က audience တွေကိုကျွန်တော်တို့ထည့်တင်ပါတယ်ဒီမှာဆိုရင်တော့အောက်ကတော့ gender ပေါ့ gender မှာကျွန်တော်အမျိုးသမီးတွေပဲ target ထားခြင်းနေဆိုရင်အောက်မှာ women ဆိုပြီးတော့ထည့်လို့ရတယ်ပြီးတော့ဒီမှာ detail target ဆိုတဲ့အပိုင်းတစ်ခုပါတယ်ဒါလေးကလည်းတော်တော်အရေးကြီးတယ် detail targeting မှာကျတော့ကျွန်တော်တို့ audience တွေရဲ့ interest ပိုင်းတွေကိုထည့်ရတာပေါ့နော်ဆိုတော့ဒီ interest ကိုလိုက်ပြီးတော့မှ Facebook ကအဓိကကြွညာအဲ့လို interest ရှိနိုင်တဲ့ characteristic ရှိနိုင်တဲ့လူတွေကိုပြတာ cosmetic ဖြစ်တဲ့အတွက်ကြောင့်အဓိက cosmetic ဆိုတဲ့ဟာလေးကိုကျွန်တော်ထည့်ရမယ်ပေါ့နော် cosmetic အဲ့တော့ cosmetic ကနေစ cosmetic တွေအများကြီးရှိရဘယ်လို cosmetic တွေကိုထည့်မလဲဒါတွေကိုစဉ်းစားရမှာပေါ့ cosmetic ဘယ်လို cosmetic ကိုထည့်မလဲဥပမာကျွန်တော်တို့က sports နဲ့ပတ်သက်တဲ့ဟာမျိုးဆိုရင် sports wear ပေါ့အမျိုးသားတွေကို target ထားလိုက်ရမယ်နော် sport နဲ့ပတ်သက်တဲ့အမျိုးသားတွေကို target ထားမယ်အဲ့တော့ကို sport က brand နဲ့ကောင်းတဲ့ဟာမျိုးဆိုရင်ကျွန်တော် Nike sport ကိုစိတ်ဝင်စားနိုင်တဲ့ရှိတဲ့လူမျိုးတွေကိုကျွန်တော်ထည့်လို့ရတာပဲလေ brand နဲ့ကောင်းတာမျိုးဆိုရင်ဒီဟာကိုစိတ်ဝင်စားမှုရှိတဲ့လူဒီဟာကိုဝယ်လို့အားတက်နိုင်တဲ့လူတွေပေါ့ဒီလိုလူတွေဆိုရင်ကျွန်တော်တို့ရဲ့ဒီ brand sports wear ကိုသူတို့လည်းလာပြီးတော့စိတ်ဝင်စားပြီးတော့ဒီမေးမြန်းရင်းနဲ့ဝယ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီဟာတွေကိုကျွန်တော်ကဒီလိုမျိုးဟာတွေဝယ်တတ်တဲ့ characteristic ရှိတဲ့လူတွေကျွန်တော် target ထားလို့ရတယ်ဒီလိုမျိုးထည့်လို့ရတယ်ပေါ့ပြီးတော့မှ sports တွေကိုစိတ်ဝင်စားတဲ့လူတွေရဲ့ sport ကိုအဓိကစိတ်ဝင်စားမယ်ဥပမာ sports ကိုလုပ်တဲ့လူက fitness တွေလည်းဆွန်နိုင်မယ်ဆိုတော့ဒီဟာကျတော့ကိုယ့်ကို research လုပ်ဖို့လိုတယ်ပေါ့နော်သူတို့ရဲ့ characteristic ပိုင်းနဲ့ဘာတွေရှိနိုင်မလဲ research လုပ်ပြီးတော့စဉ်းစားရင်းနဲ့ကျွန်တော်လိုက်ပြီးတော့မှဒီထဲမှာဖြည့်ရမှာပေါ့ဒါဆိုရင်အဲ့ဥမာဒီ sports ကိုဝင်မဲ့လူတယောက်ကကျတော့ sports product ဆိုပြီးတော့သူလိုက်ရှာပါမယ် sport အင်ဂျီဝင်မဲ့လူဆိုရင်လည်း sport wear ဆိုပြီးတော့သူလိုက်ရှာမှာတည်ကြတယ်အဲ့တော့ကျွန်တော်တို့ကဒီထဲမှာဒီ keywords နဲ့ sports wears ကိုထည့်ထားရဲဆိုရင်တည်ကြတဲ့အဲ့ကြော်ညာသူ့ကိုပြမှာကျွန်တော်တို့က detail လေးကျွန်တော်တို့ကစမ်းချောင်းဆိုပြီးတော့ပြမယ်စမ်းချောင်းတွေကလူကလည်းအဲ့လိုလိုက်ရှာလိုက်တယ်ဆိုရင်တော့တော့မလွဲမသွေအဲ့ကြော်ညာသူ့ကိုပြမှာတည်ကြတယ်ဆိုတော့လိုက်ရှာတဲ့လူနဲ့နော်ရောင်းတဲ့လူနဲ့ကွက်တိကျသွားရင်တော့အဲ့ဒီဟာရောင်းနိုင်ချေပေါ့နော် sale ဖြစ်သွားနိုင်ချေအများကြီး percentage ပိုများပါတယ်အားကြောင့်ကျွန်တော်တို့က effective ကျွန်တော်တို့ဒီ detail targeting လုပ်ဖို့လိုတာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာတော့ characteristic ပိုင်းကိုအဲ့လိုရွေးချယ်လို့ရတယ်ဟိုတေချာလေး research လုပ်ပြီးတော့ထည့်ပေးနိုင်လေကိုယ့်ရဲ့ကြော်ညာကပို့ပြီးတော့ effective ဖြစ်လေပါပဲပြီးရင်အောက်မှာဆိုရင်တော့ကျွန်တော် placement 2မျိုးရှိရပါတော့ placement 2မျိုးရှိတစ်မျိုးကကျတော့ဒီ automatic placement ရဲ့နောက်တစ်ခုကတော့ဒီ manual placement ပေါ့ automatic ကတော့ Facebook ကအဆင်ပြေနိုင်မယ်ဆိုတဲ့ဟာမျိုးကိုသူကလုပ်သွားမှာပေါ့ placement ဆိုတာFacebook မှာကျွန်တော်တို့ကဒီ messenger placement တွေရှိမယ်ပြီးတော့မှ Instagram တို့ရှိမယ်ပြီးတော့ဒီ Facebook new feed ရှိမယ်ပြီးတော့ Facebook ကနေပြီးတော့ဒီ Insta articles တို့ video တို့ဘာလို့ submit ရှိမယ်ပေါ့နော်သူကြော်ညာပြပေးနိုင်တဲ့နေရာမျိုးတွေရှိမယ်ပေါ့ဆိုတော့အဲ့လိုနေရာမျိုးတွေကိုသူက automatic အဆင်ပြေတာကိုရွေးပြီးတော့ပြသွားမှာပေါ့ manual မှာကြတော့ကျွန်တော်တို့ကနေရာဖြစ်တော့ manual ကဟိုပိုပြီး effective ဖြစ်တယ်ပေါ့ဥပမာကိုယ့် customer ကပေါ့နော်ကိုယ့် customer တွေက Instagram မှာမရှိနိုင်ဘူးဆိုရင်ကျွန်တော် Instagram မပြအောင်။ဥပမာကိုယ့်နိုင်ငံကလူတွေက Messenger သုံးတာအားနေကြတယ်ဆိုရင် Messenger မပြဘူးဗျာ။ဆိုတော့အဲ့လိုမျိုးရွေးလို့ရတယ်။ဥပမာ audience networks တို့ပါတော့ဒါတွေမှာဆိုရင်ဒီ audience network ထင်ပါတော့လူတွေအများကြီးသုံးနိုင်လား။ဒါတွေလည်းစဉ်းစားစရာဖြစ်ပြီပေါ့နော်
ဆိုတော့ဒီဟာကို short ပေးလိုက်ခြင်းရလဲအဲ့နေရာမှာကိုယ့်အတွက်အကျိုးမရှိနိုင်ဘူးဆိုရင်ဒီနေရာတွေမှာပို့ပြီးတော့ကြော်ညာတွေကပို့ပြသွားမှာပေါ့နော်ဒီ platform တွေမှာပို့ပြီးပြသွားမှာပေါ့ဆိုတော့ပို့ပြီးတော့ကိုကအကျိုးရှိသွားနိုင်တယ်ပေါ့နော် effective ပို့ဖြစ်သွားနိုင်တယ်ဒီမှာဆိုရင်ပို့ပြထားတယ် new face မှာဆိုရင်ဘယ်လိုနေရာတွေပြမယ်ဒီခါကျွန်တော်ကရွေးလို့ရတယ် face မှာဆိုရင်ပေါ့နော်insert video မှာပြမယ်ဒါ news feed မှာပြမယ်ပေါ့နော်အများအားဖြင့်တော့ကျွန်တော်တို့က effective ကတော့ news feed ကနေပြီးတော့ပဲကျွန်တော်တို့လူတွေ engage လုပ်ကြပုံများတယ်ပေါ့နော် news feed ကြည့်နေကနေကြော်ညာပြတာတော့ပိုကောင်းတယ်ပြီးရင် Instagram မှာလည်းတချို့ Instagram လေးတွေမှာပြတာပိုကောင်းတယ်ပေါ့နော် Instagram sorry Messenger မှာဆိုရင်လည်းတချို့ Messenger stories မှာပြတာမျိုးရှိရယ်ပြီးတော့မှ Messenger insight တွေမှာပြတာမျိုးရှိရယ်ဒီမှာဆိုရင်တော့ဒါ story ဘိုင်းမှာဆိုရင်ကျွန်တော်ဘယ်မှာပြမလဲပေါ့နော် Messenger story မှာလည်းပြမယ် Facebook story မှာလည်းပြမယ်ကျွန်တော်တို့ကခုနကျွန်တော်ရွေးချယ်ခဲ့တာ awareness ဖြစ်တဲ့အတွက်ကြောင့် number 1စဉ်းစားမှာကျွန်တော်တို့ awareness ပြဖို့အတွက် platform များများကိုကျွန်တော်သုံးရမှာပေါ့နော်ဆိုတော့ဒီထဲမှာလည်းကျွန်တော်က Instagram ကိုလည်းမချန်ခဲ့တင်ဘူးကိုရွေးလိုက်တဲ့ objective က awareness ဖြစ်တဲ့အတွက်ကြောင့်ကိုဒီ product ကိုလူများများမြင်လေပေါ့နော်အဓိကကိုရဲ့သတ်မှတ်ထားတဲ့ target audience ကလူတွေများများမြင်လေပိုကောင်းလေပေါ့နော်များများမြင်လေပိုကောင်းလေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော့ဒီဟာကိုကျွန်တော်ရွေးချယ်ခဲ့နေတယ်ဆိုရင်ဒီမှာ Instagram နဲ့ပတ်သက်တာတွေတက်လာမှာပေါ့နော်အကုန်လုံး search တို့ message တို့ပေါ့နော် message မှာလည်းဒီမှာရွေးမယ်ပေါ့ပြီးရင်ကျွန်တော် next ဆိုတာကိုတွားလိုက်မယ်အဲ့တော့ next နောက်တစ်ဆင့်ကကျွန်တော်တို့က audience ကိုရွေးပြီးသွားပြီပေါ့နော်ဒီလို audience တွေကိုဒီမှာကြော်ညာရေးနာမည်ကိုထည့်မယ်နော်ကိုစင်ပြင်းကြော်ညာနာမည်ကိုထည့်မယ်ပြီးရင်ဒီမှာကိုယ့်ရဲ့ page ပေါ့ကို create လုပ်ချင်တဲ့ page ဒါဆိုရင်ကျွန်တော် digital area ထားပါတော့နော်ကျွန်တော်ဖန်တီးခဲ့တဲ့ page လေးပေါ့နော်ဒီဟာကိုရွေးလိုက်မယ်အဲ့တော့ဒီဟာကျတော့ကျွန်တော်တို့ Instagram page လေးရှိဖို့လိုတယ်ပေါ့ခုနကကျွန်တော် Instagram ရေးလိုက်တယ်ဆိုခုန Instagram account ရှိမှာဒါနဲ့ join ရမှာ Instagram မရှိဘူးဆိုရင်ပေါ်မှာမဟုတ်ဘူးမရှိရင်ဖွင့်ပြီးတော့မှဒီ account နဲ့ကျွန်တော်တို့ connect လုပ်ပေးရမယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့ဒီမှာ format ရွေးလို့ရတယ်ဒီဟာကလည်းကျွန်တော်တို့ဒီ S manager ဒီမှာဖန်တီးခြင်းအားသာချက်တွေပေါ့နော်ကျွန်တော်တို့ဟို boost မှာကျတော့ကျွန်တော်လုပ်ထားတဲ့ post တွေကိုပဲရမယ်ဒီလိုမျိုး format တွေနဲ့ကျွန်တော်တို့ post တွေလုပ်လို့မရဘူးပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကsingle video image တွေရတယ် carousel ဆိုရင်ကျွန်တော်တို့ဒီလိုပုံလေးတွေပေါ့နော် product လေးတွေတန်းစီပြီးတော့ပြတာလေအဲ့လိုပုံစံမျိုးလေးကျွန်တော်တို့ဒီမှာ product တွေအစီပေါ့ဒီထဲမှာ product 4 5 6ကိုကိုကကြတော့ဒီ product တွေရောင်းမယ်ဆိုရင်ဒီမှာအများကြီးနဲ့ product တွေစီတန်းပြီးတော့ပြတဲ့ဟာမျိုးဆိုရင် carousel format တွေရွေးပြီးတော့ပြလို့ရတယ်ဆိုတော့ creative ဘိုင်းမှာကျွန်တော် presentation ဘိုင်းမှာဆိုပိုပြီးအားသာသွားတာပေါ့နော်အဲ့လိုဒီကျွန်တော် format တွေပါတေချာရွေးလို့ရတဲ့အခါကျတော့ပို့ပြီးတော့အားသာတော့တဲ့အပိုင်းတွေဖြစ်တာပေါ့နောက်တစ်ခုကကျတော့ collection ကကျတော့ကျွန်တော်တို့ဒီ customer experience website landing page လို့ပုံစံမျိုးလေး website တစ်ခုကိုဝင်ကြည့်ရသလိုပုံစံမျိုးလေးပေါ့နော် collection ထဲမှာဆိုကျွန်တော် video တွေပါမယ်ပြီးတော့မှကျွန်တော်စာ test တွေလေးပါမယ်ကျွန်တော် call to action button လေးဆိုတော့ဒီ call now လို့ပေါ့နော် contact us တို့ဒီလိုမျိုးစသဖြင့်ထည့်လို့ရတယ်အဲ့လိုမျိုးဖန်တီးရပါတော့ဆိုတော့အဲ့ဒီဟာလေးကိုလည်းကျွန်တော်ရွေးလို့ရတယ်ဒီမှာကျတော့ကျွန်တော်က single image နဲ့ video ရွေးလိုက်မယ်ဒီ single image နဲ့ video မှာဆိုရင်ကျွန်တော်တို့ကဒီ slide show image တွေအများကြီးထည့်ပြီးတော့လည်းကျွန်တော် slide show ပုံစံထည့်လို့ရတယ်သို့မဟုတ်ကျွန်တော် video သက်သက်တော့ image တစ်ပုံလေးရှင်းလဲဓာတ်ပုံတစ်ပုံလေးသက်သက်နဲ့ကျွန်တော်တို့ကဖန်တီးလို့ရပါတယ်ပြီးရင်အဲ့ဒီတစ်ပုံလေးကိုမှကျွန်တော်ကဒီအောက်မှာ full size mobile ပေါ့နော် full screen mobile experience ပြချင်တယ် full screen mobile full screen ပေါ်ချင်mobile full screen ပေါ်ချင်တယ်ဆိုရင်လည်းကျွန်တော်ကဒီမှာထည့်လို့ရတယ်ပေါ့နော်အဲ့ဒါ instant experience ဆိုတဲ့ဟာလေးနဲ့ရွေးလို့ရတယ်ဒီမှာဆိုရင် template တွေကိုသူကရွေးလို့ရဘယ်လိုပုံစံမျိုးနဲ့ပြောမလဲဆိုရင် template တွေတစ်ခါလေးရွေးလို့ရတယ်ဥပမာ video နဲ့ဒီ mobile site ပြမယ်ဆိုရင်တော့ကျွန်တော်တို့က mobile site ရဲ့ဒီ video နဲ့ templates တွေကိုဒီမှာထည့်သွားရုံပဲသူပြောတဲ့ format ဒီမှာတော့ format ပေါ့နော်ဒါဆိုရင်ဓာတ်ပုံဒီဓာတ်ပုံတွေပေါ့ဓာတ်ပုံမှာကျွန်တော်ကဒီမှာဓာတ်ပုံပါမယ်အောက်မှာဓာတ်ပုံပါမယ်ဒါတွေကိုကျွန်တော်ရွေးပြီးတော့ကျွန်တော်လုပ်လို့ရတယ်ပေါ့နော်အကုန်လုံးဒီ
ဒီဓာတ်ပုံလေးကိုကျွန်တော်ရွေးပြီးလောက်တော့လို့ရတယ်အဲ့တော့ကြည့်ရတဲ့ဟိုဖန်တီးမှုပိုင်းကပို့ပြီးတော့လှတာပေါ့နော်ဒီတိုင်းဓာတ်ပုံတစ်ပုံလေးဆိုတာဓာတ်ပုံတွေမှာဓာတ်ပုံရင်စာသားဆိုတော့ website ကိုဝင်ကြည့်ရတယ်လို့ပုံစံမျိုးတွေဖြစ်နေတာပေါ့ဆိုတော့ပိုဖန်တီးမှုပိုင်းကတော့ပိုလှတာပေါ့နော်ဆိုတော့ဒီ full mobile ထဲမှာဆိုရင်အကြည့်ကြည့်ရတာကပို့ပြီးတော့လူတွေရဲ့ attention ကိုပိုရတယ်ပေါ့နော်အဲ့လိုပြောရမှာပေါ့ဆိုတော့ဒီမှာ task ကကြတော့ဒီမှာ task ဖြည့်လို့ရတယ်ကိုကဒီကိုရဲ့ product ပေါ့နော်ဒါ best sportswear ဆိုတော့ဥမာပေါ့နော် sportswear နော် sportswear ပေါ့ best sportswear ပြီးတော့အောက်မှာဒီ product နဲ့ပတ်သက်တဲ့ description လေးရေးမယ်ပေါ့နော်ဒီအားလေးရေးလို့ရတယ်ပြီးအောက်မှာဒီနားမှာပါရေးမယ်ဒါ button ဆိုဒီအားကြတော့ကျွန်တော် call to action order now လို့ရေးမှာ order now နော်အခုပဲဆက်သွေးလိုက်ပါအဲ့လိုရေးမယ်အဲ့တော့အပေါ်မှာကျွန်တော်ကဒီ sports wear နဲ့ပတ်သက်တဲ့ဓာတ်ပုံလေးပါမယ်အဲ့ဆိုရိုးရှင်းလေးပဲပေါ့နော်ကျွန်တော်အရန်မရှုပ်ထွေးနေနဲ့ကျွန်တော်တို့ဓာတ်ပုံလေးတစ်ပုံလောက်နဲ့ကျွန်တော်ရဲ့ဒီ design ပေါ့နော်ကြော်ညာ design ကိုအရင်လောက်အောင်ကျွန်တော်ဖန်တီးလို့ရတယ်ဆိုတော့ဒီ full size screen instant experience ကကျွန်တော်တို့ S manager တွေပါပဲကျွန်တော်ဖန်တီးလို့ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဟာကိုokay ကျွန်တော်ကြိုက်သွားပြီဆိုရင် done နဲ့ကျွန်တော်သွားလို့ရတယ်တော့ဒီဟာလေးဒီ design လေးကိုကျွန်တော်ကရွေးလိုက်ပြီပေါ့နော်ရွေးလိုက်ပြီးဒီဟာကိုထည့်လိုက်တယ်အဲ့လိုပုံစံလေးနဲ့သူကပြပေးမယ်ပြီးရင်အောက်မှာ add credit story and width and face ပေါ့နော်သူပြမဲ့ media ပေါ့ placement ပြမဲ့ဟာလေးကိုသူအောက်မှာပြပေးတယ်ပြီးတော့မှဒီစာအနေနဲ့ကျွန်တော်ပြမဲ့ဟာပေါ့နော်ဒီမှာစာအနေနဲ့ပြမဲ့ဟာလေး test မှာကျွန်တော်တို့ထည့်ခြင်းတယ်ဒီမှာ join တယ်နော် sports wear မှာကျွန်တော်တို့ရဲ့ဒီ NG ဘာကြောင့်လဲပေါ့နော်ဒီ contest ကိုရေးမယ်ပေါ့ဒီမှာ sports wear content ရဲ့ NG ကိုကျွန်တော်တို့ဒီအကြောင်းအရာဘယ်လောက်ဈေးရဘယ်လောက် order မှာမယ်ဆိုရင်ဘယ်လောက်ဆိုတာကိုဒီချိန်မှာကျွန်တော် content ကိုတစ်ခါရေးပြီးတော့ဒီချိန်မှာဖြည့်ရမှာဖြစ်ပါတယ်ဒီလိုပုံစံမျိုးလေးနဲ့ပြမှာပေါ့နော်ဒီလိုပုံစံမျိုးလေးနဲ့ပြမှာနော် placements ကို test ကဒီနားမှာလာပြမှာပေါ့ကျွန်တော်ဖြည့်လိုက်တဲ့ test တွေအကုန်လုံးကလေဒီထဲမှာပြမှာပေါ့နော် sorry နော်ဒီထဲမှာပြမှာပေါ့ပြမှာဖြစ်ပါတယ်ဒီဟာကို content ဖန်တီးပြီးတော့မှအဲ့ပေါ်မှာရေးလို့ရတယ်ပြီးရင်ကျွန်တော် tracking ဘိုင်းထည့်ခြင်းလေဆိုရင်ဒီမှာကျွန်တော် tracking ဘိုင်းပေါ့နော်ကိုယ့်ရဲ့ tracking တစ်ခုကိုကျွန်တော်ထည့်လို့ရတယ် tracking ဒါပြီးရင် parameter campaign source campaign contact ဆိုတော့ဒီဟာကိုလိုက်ပြီးတော့မှသူက campaign ကိုကျွန်တော်ဒီ tracking လုပ်တဲ့အပိုင်းပေါ့နော်ဒါကိုလည်းကျွန်တော်မထည့်တော့ဘူးဒီမှာပြီးရင်တော့ကျွန်တော်ကဒီလောက် process ဆိုရင်တော့ကြာသွားပြီပေါ့အဓိကကျွန်တော် budget ကိုထည့်ရမယ်ကျွန်တော်တို့ကပြီးတော့မှဘယ်နည်းရလဲဆိုတာကိုကျွန်တော်ရွေးရမယ်ပြီးရင်ကြော်ညာ format ကိုရွေးရမယ်ပေါ့နော်ဆိုတော့ပြီးတော့ placement တွေရမယ်ဒီလောက်ပဲပေါ့နော်အဓိကအဲ့ဒါပါပဲအဲ့တော့ဒီဟာတွေပြီးသွားပြီဆိုရင်ကျွန်တော်က publish ဆိုတဲ့ဟာလေးနှိပ်လိုက်တာ ਨੇ Facebook ကကျွန်တော်တို့ကြော်ညာ review လုပ်မယ်ပေါ့နော် review လုပ်ပြီးတော့မှသူတို့ရဲ့ policy နဲ့ guide တယ်ဆိုရင်ကျွန်တော်တို့ကြော်ညာကစာပြီး brand လို့ရပါပြီ